Okay အဲ့တော့ဒီ zero နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောမယ်အကြောင်းအရာပေါ့နော် what related to zero okay 0နဲ့ပတ်သက်တဲ့စကားလုံးတွေပေါ့အဲ့တော့ဆရာတို့က0နဲ့ပတ်သက်တဲ့ expression တွေကိုဆရာတို့ကဒီနေ့ကြည့်ကြည့်အောင် number 1ဘာလဲတော့ absolute zero a b s o l u t e absolute a b s o l u t absolute zero မြင်ရပါတယ်နော်အားလုံးမြင်ရလား absolute zero absolute zero ဆိုတာတော့ပြီးတော့ဘာကိုပြောတာလဲ absolute zero ဆိုတာ what does it mean ဘဂရီဟုတ်လားဘဂရီ3ညလို့ဆရာတို့ကပြောချင်းဖြစ်တယ်ဗျာဘဂရီ3ည okay အဲ့တော့ဒီဘဂရီ3ညဆိုတဲ့အဓိပ္ပာယ်ကဆရာတို့ကဘယ်လိုပြောချင်တာလဲ let's read lowest temperature or possible okay what does it mean okay ဖြစ်နိုင်တဲ့အနည်းဆုံးအပူချိန်ကိုဆရာတို့ကပြောချင်းဖြစ်တယ်ဗျာအဲ့တော့ဟုတ်လားဒီမှာပြောထားတယ် -273.15 degree Celsius အဲ့ဒါကိုအနည်းဆုံးဟာလားဖြစ်နိုင်တဲ့အပူချိန်ကိုပြောတဲ့အခါမျိုးမှာဆိုရင်ဆရာတို့ကပါတယ်တော့ absolute zero ပကတိ3ညလို့ဆရာတို့ကသုံးထားပါတယ်ဗျ okay next one ground zero GROUND ground zero okay what does it mean ground zero okay ပေါက်ကွဲနိုင်တဲ့နေရာပေါ့နော်ပေါက်ကွဲနိုင်တဲ့နေရာပေါက်ကွဲနိုင်တဲ့နေရာတိကျတဲ့ဆရာတို့နေရာကိုပြောချင်တာပေါ့နော်တိကျတဲ့နေရာအဲ့တော့ပေါက်ကွဲနိုင်တဲ့နေရာဆရာတို့တိကျတဲ့နေရာလို့ပြောချင်တာပေါ့နော်တိကျတဲ့နေရာအဲ့တော့တိကျတော့နေရာပေါ့ကဲဒါဆိုရင်ဆရာတို့တော့ဟုတ်လားthis minute what is this minute ground zero the exact place where a nuclear bomb explodes okay what does it mean nuclear bomb ပေါက်ကွဲတဲ့တိကျတဲ့နေရာကိုဆရာတို့ကဟာလားဆရာတို့က ground zero လို့ဆရာတို့ကပြောချင်းဖြစ်တယ်ဗျ ground zero okay ဒါနေရာတိကျတဲ့နေရာကိုဆရာတို့ကပြောတဲ့အခါမှာ point ကိုပြောတဲ့အခါမှာတိကျတဲ့ point ကိုဆရာတို့ကပြောတဲ့အခါမှာဆိုရင် ground zero လို့ဆရာတို့ကသုံးတယ်ဗျနော် ground zero လို့သုံးတယ်ဗျကဲဟုတ်ပြီဗျနောက်တစ်ခုကတော့ဆရာတို့ကဘာတော့ zero hour ဘာလဲလဲဟဲ့ zero hour what does it mean okay စတင်ဖို့တတ်မှတ်တဲ့အချိန်စတင်ဖို့တတ်မှတ်တဲ့အချိန်စတင်တတ်မှတ်ချိန်ပေါ့နော် okay စတင်တတ်မှတ်ချိန်အဲ့တော့စတင်တတ်မှတ်ချိန် okay if so this minute the time okay the time at which the time at which something the time at which something yeah especially အထူးသဖြင့်ဆိုလို့ရှိရင်တဲ့ time some type of military military MI LI ပေါ့နော် LITARY military activity military activities is planned to begin စတင်ဖို့စ
တင်ဖို့စတင်ဟုတ်လားစတင်ဖို့ရန်ဟုတ်လားစီစဉ်ထားတဲ့နေရာပေါ့နော်โอเคဗျာ0 hour ဆိုတာကဗါတယ်လေအဲ့တော့စတင်ဖို့ရန်စီစဉ်ထားတဲ့อืมတစ်စုံတစ်ခုတစ်စုံတစ်ခုစတင်တဲ့အချိန်အထူးသဖြင့်ဆိုရင်ဆရာတို့က some types of military activities စစ်ရေးလှုပ်ရှားမှုအမျိုးအစားအချို့ပေါ့နော်အဲအဲဟုတ်လားဒီစစ်ရေးလှုပ်ရှားမှုအမျိုးအစားစတင်ဖို့နော်တတ်မှတ်ဟုတ်လားစီစဉ်ထားတဲ့အချိန်မျိုးကိုဒါကျွန်တော်တို့က0 hour လို့သုံးနေဗျာ okay next the last one next the last one number 4 0 in one 0 in one somebody okay somebody okay what does it mean what does it mean တခုခုကိုကျွန်တော်တို့ဘာလုပ်လိုက်တာတခုခုကိုအာယုံစူးစိုက်လိုက်တာအာယုံစူးစိုက်တာနော်အာယုံစူးစိုက်တာအဲ့တော့အာယုံစူးစိုက်လိုက်တာအဲ့တော့ကျွန်တော်တို့ကဒါကိုဘယ်လိုပြောမလဲဆိုလို့ရှိရင်တော့this means to direct all your attention towards a particular person or team okay လူတစ်ယောက်တော့မှမဟုတ်လို့ရှိရင်အရာဝတ္ထုတစ်ခုနော်အရာဝတ္ထုတစ်ခုနော်အပေါ်ကိုမင်းရဲ့အာရုံစူးစိုက်မှုအားလုံးကိုဆရာတို့ကဘာလုပ်လိုက်တာ direct ညွှန်ပြလိုက်တာကိုဆရာတို့က0 in one somebody or something လို့ဆရာတို့ကပြောလို့ရတယ်ရမယ်နော်အဲ့တော့ဒီ0 in one somebody ဆိုတာဒီဆရာတို့ကတနည်းအားဖြင့်ဘာကိုပြောတာလဲဆိုတော့ဒါဒီ phrasal verb ဖြစ်ပါတယ်ဗျာ BHRA မရှင်းမဖြစ်သွားရင်နော် BHRA SAL phrasal verb ဖြစ်ပါတယ်ဗျ။ကဲဒါဆိုရင်ဆရာတို့က0နဲ့ပတ်သက်တဲ့ expression သူတို့ရဲ့အသုံးအနှုန်းတွေကိုတားပြီးတော့နားလည်ကြမယ်လို့ထင်ပါတယ်။ကဲပြန်ပြီးတော့ပြောမယ် absolute 0ဆိုတာကပဂရီ3ညနဲ့ပတ်သက်ပြီးတော့ဆရာတို့ကပြောခြင်းဖြစ်တယ်။နောက် ground 0ဆိုတာကဘာလို့ပေါက်ကွဲနိုင်တဲ့နေရာတနည်းအားဖြင့်တိကျတည်ကြတဲ့နေရာကို ground 0လို့ဆရာတို့ကပြောတာမျိုးဖြစ်တယ်။ 0 hour 0 hour ဆိုတာကဘာလို့စတင်သတ်မှတ်တဲ့အချိန်ပေါ့စတင်သတ်မှတ်ချိန်ကိုဆရာတို့က0 hour လို့သုံးတယ်ဒါ military activities တွေနဲ့ပဲဖြစ်ပေါ့နော် okay now 0 in on somebody of the subjects တစုံတရာတစုံတယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုခုကိုအာရုံစူးစိုက်တဲ့အခါမျိုးမှာဆိုဆရာတို့ကဒါကို0 in on somebody or something ဆိုတော့ phrasal verb နေနဲ့ဆရာတို့ကသုံးထားတာကိုတွေ့ရပါလိမ့်မယ်အားလုံးနားလည်ကြလား okay ရမယ်လို့ထင်ပါတယ် do you understand okay